2005 ခုနှစ်နိုဝင်ဘာလ 6 ရက်မနက်ခင်း 6:38 မိနစ်မြန်မာနိုင်ငံအလဲပိုင်းကဖုံထူတဲ့လွင်ပြင်ကျဲကြီးတစ်ခုရန်ကုန်မြို့ရဲ့စီကားလာတဲ့လမ်းမတွေပေါ်မှာစူညံတန်တွေဖုံးလန်းနေချိန်မှာပဲခူးရိုးမရဲ့အနောက်ဘက်ခြမ်းတောတောင်ထူထပ်တဲ့ဒေသတစ်ခုမှာတော့ကမ္ဘာသမိုင်းမှာအထူးခြားဆုံးနဲ့အလျှို့ဝှက်ဆုံးမြို့ပြပြောင်းရွှေ့မှုကြီးတစ်ခုစတင်နေပါပြီ။တကောင်ရန်အချိန်မှာထွက်ခွာလာတဲ့စက်ကားတန်းကြီးတွေဟာအသစ်တိဆောက်ထားတဲ့နေပြည်တော်လို့နာမည်အသစ်ပေးထားတဲ့မြို့ပြစီကိုဥတီမောင်းနေကြပါတယ်။အဲ့ဒီအချိန်ကဆက်အာဏာရှင်ကြီးတန်းရွှေရဲ့အမိန့်အရအစိုးရဝန်ထမ်းထောင်ပေါင်းများစွာဟာဘာကြောင့်ပြောင်းရွှေ့ရမယ်မသိပဲအမည်မသိတောနက်ထဲကိုရောက်ရှိလာခဲ့ကြပါတယ်။ဒီပြောင်းရွှေ့မှုဟာတာမန်မြို့တော်ပြောင်းတာတဲ့ပိုပြီးနဲ့ရှိုင်းတဲ့စစ်ဗျူဟာမြောက်စီမံကိန်းကြီးပါ။ကုန်းမြင့်ပိုင်းကတောတောင်တွေကိုအကာအကွယ်ယူပြီးပြင်ပကဘာနဲ့လုံးဝအဆက်အသွယ်ဖြတ်ထားတဲ့မြေအောက်ခန္ဓာမြို့တော်ကြီးတစ်ခုတိစောက်ဖို့ရည်ရွယ်ခဲ့တာပါလမ်းမကြီးတွေပေါ်မှာလေရင်ကွင်းတွေတပွဲကျဲပြောလာတဲ့လမ်းသွယ်တွေရှိနေပြီမဲ့အဲ့ဒီလမ်းမကြီးတွေရဲ့အောက်ဘက်မီတာရာပေါင်းများစွာအနက်မှာတော့တာမန်လူသားတွေမမြင်နိုင်တဲ့ဂျိုရူတပ်ပုံတွေနဲ့တောင်မဖော်ထုတ်နိုင်တဲ့လျှို့ဝှက်ဥမင်လိုင်ကောင်ကိုရံကြီးတစ်ခုကမြို့တော်တစ်ခုလုံးကိုပင့်ကူအိမ်တပွဲရစ်ပတ်ထားပါတယ်နေပြည်တော်ရဲ့မြေအောက်ကဘာကိုတိစောက်ဖို့အတွက်မြန်မာစစ်တပ်ဟာကဘာပေါ်မှာဥမင်လိုင်ကောင်တိစောက်မှုမှာအတွေ့အကြုံအရှိဆုံးနဲ့အလျှို့ဝှက်ဆုံးဖြစ်တဲ့မြောက်ကိုရီးယားနည်းပညာရှင်တွေကိုခေါ်ယူခဲ့တယ်လို့ယူဆရတဲ့အထောက်အထားတွေဟာ2000ပြည့်နှစ်အစောပိုင်းကာလတွေမှာစတင်ထွက်ပေါ်လာခဲ့ပါတယ်အထူးသဖြင့်မြန်မာစစ်တပ်ကအရာရှိကြီးအချို့ပြုံယမ်းကိုတော်ရောက်ခဲ့တဲ့လျှို့ဝှက်ခရီးစဉ်တွေနောက်ပိုင်းမှာမြောက်ကိုရီးယားရဲ့အကူအညီနဲ့ဒုံးကျည်စခန်းတွေတခွဲခန်းတွေနဲ့စစ်ဦးစီးချုပ်ရုံးတွေအတွက်ဘုံနှံခံနိုင်တဲ့ခန္ဓာကြီးတွေကိုတိစောက်ခဲ့ကြပါတယ်ဒီဥမင်တွေအတွင်းမှာလေအေးပိစစနစ်တွေဆက်သွယ်ရေးစင်တာတွေနဲ့လာပေါင်းများစွာစားနာရိတ်ခါတိုးလောင်နိုင်တဲ့ကိုတောင်တွေပါဝင်ပြီးဘလို့လေချောင်းတိုက်ခိုက်မှုမျိုးကိုမဆိုကြမ်းကြမ်းခံနိုင်အောင်ဒီဇိုင်းထုတ်ထားပါတယ်စစ်ကောင်းဆောင်မင်းအောင်လှိုင်အာဏာရလာတဲ့အခါမှာလဲဒီမြောက်ခံတပ်တွေရဲ့အခန်းကဏ္ဍဟာပိုပြီးအရေးပါလာခဲ့ပြီးပြည်တွင်းစစ်မီတောက်လောင်နေချိန်မှာအထက်လွှာစစ်ဗိုလ်ချုပ်တွေရဲ့လုံခြုံရေးအတွက်အဓိကအသက်ရှူပေါဖြစ်လာခဲ့ပါတယ်နေပြည်တော်ရဲ့အပြင်ပန်းမြင်ကွင်းဟာတိတ်ဆိတ်ချောက်ကပ်နေပြီမဲ့မြောက်ထဲမှာတော့စစ်တပ်ရဲ့အာဏာစက်ကိုထိန်းသိမ်းထားဖို့အတွက်24နာရီပတ်လုံးလှုပ်ရှားနေတဲ့အမောင်တုတွေကရန်နေရာကြီးတစ်ခုရှိနေပါတယ်စစ်ဗျူဟာမြောက်အရေးအောက်မှာနေပြည်တော်ဟာခန်းစစ်မြို့တော်တသက်မဟုတ်ပဲပြည်ပရန်သူကိုတွေမကပြည်တွင်းကတော်လိုင်းရင်အင်အားစုတွေကိုပါတုံ့ပြန်ဖို့ပြင်ဆင်ထားတဲ့တမဏိခန္ဓာကြီးဖြစ်နေပါတယ်မြောက်ဥမင်တွေကနေတဆင်မြို့တော်ရဲ့ဘယ်နေရာကိုမဆိုလေးဝက်စာစစ်ကူပို့နိုင်တာအရေးပေါ်အခြေအနေမှာခေါင်းဆောင်ပိုင်းတွေကိုဘေးကင်းရစီရွှေ့ပြောင်းနိုင်တာတွေဟာမင်းအောင်လှိုင်နဲ့စစ်ကောင်စီအတွက်အဓိကယုံကြည်ချက်ဖြစ်စေခဲ့ပါတယ်နိုင်ငံတကာထောက်လှမ်းရေးအေဂျင်စီတွေကနေပြည်တော်ကိုဂျိုရုတွေကနေတဆင်နိုင်စင်စောင့်ကြည့်နေပေမဲ့တောင်ဆောင်တွေတဲကိုဝင်သွားတဲ့လမ်းကြောင်းတွေကဘယ်နေရာမှာဆုံးသွားလဲဘယ်ဥမင်ကဘယ်ဒုံးကြီးစကန်းစီကိုဥတည်နေလဲဆိုတာကိုတော့ဒီနေ့အထိတိတိကျကျဘယ်သူမှမသိနိုင်သေးပါဘူးဒီဥမင်တွေထဲမှာမြောက်ကိုရီးယားပညာရှင်တွေခြံထားခဲ့တဲ့နည်းပညာတွေမြန်မာစစ်တပ်ရဲ့အမောင်ဆုံးလျှို့ဝှက်ချက်တွေနဲ့အာဏာကိုမစွန့်လွတ်နိုင်တဲ့လူတစုရဲ့ကြောင်းရွံ့မှုတွေကရောထွေးနေပြီးနေပြည်တော်ရဲ့မြေအောက်ကဘာဟာမြန်မာနိုင်ငံရဲ့အပြေမထွက်သေးတဲ့ပု္ပ္ပစာတပုတ်အဖြစ်အမောင်လူထဲမှာဆက်လက်တည်ရှိနေသေးပါဒီဥမင်လိုင်ကောင်းတွေရဲ့အတွင်ပိုင်းဟာတာမန်စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေထက်ပိုပြီးရှုပ်ထွေးလာပြီး၎င်းတို့ဟာမြေပြင်အထက်ကလမ်းမကြီးတွေနဲ့မြို့ပြမြေပုံတွေရဲ့ပြောင်းပြန်ရုပ်ပုံလာတစ်ခုလိုတည်ရှိနေကြပါတယ်နေပြည်တော်ရဲ့တောင်ဘက်စွန်းကတောင်ကုန်းတွေအောက်မှာမီတာရာပေါင်းများစွာရှည်လျားတဲ့လိုင်းလမ်းမကြီးတွေဟာအချင်းချင်းချိတ်ဆက်ထားပြီးထိုလမ်းကြောင်းတွေထဲမှာတန်ချက်ကရင်တွေနဲ့ဒုံးကြီးတင်ရင်တွေတောင်လွတ်လပ်စွာသွားလာနိုင်တဲ့အထိကျယ်ဝန်းလာပါတယ်အထူးသဖြင့်စစ်ဦးစီးချုပ်ရုံးနဲ့စစ်ဘက်ဆိုင်ရာအရေးကြီးအဆောက်အအုံတွေအောက်ကမြေအောက်ဗဟိုဌာနချုပ်တွေမှာခိမီဆက်သွယ်ရေးစနစ်တွေလျှက်စစ်တအားပေးစက်ရုံတွေနဲ့ကိုပိုင်ရေအရင်အမြင့်တွေတက်ဆင်ထားပြီးပြင်ပကဘာနဲ့လုံးဝအဆက်အသွယ်ပြတ်သွားရင်တောင်နှစ်ပေါင်းများစွာအသက်ရှင်ရပ်တည်နိုင်အောင်ဖန်တီးထားတာပါမြောက်ကိုရီးယားနည်းပညာရှင်တွေရဲ့လက်ရာဖြစ်တဲ့ဒီဒီဇိုင်းဟာအနုမြူဘုံတံကိုတောင်ကြမ်းကြမ်းခံနိုင်မယ်ဆိုတဲ့စစ်အာဏာရှင်ဟောင်းတန်းရွှေရဲ့စစ်ဗျူဟာအပေါ်အခြေခံထားတာဖြစ်ပြီးယနေ့ခေတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်လက်ထက်မှာလည်းဒီမြေအဆောက်အအုံတွေဟာတော်လိုင်းအင်အားစုတွေရဲ့ drone နဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုကာကွယ်ဖို့အတွက်အားကိုးရဖြစ်နေစေပါနေပြည်တော်ရဲ့မြေအောက်ကဘာမှာ
စီရေးလှုပ်ရှားမှုတွေနဲ့မကထိပ်သီးစစ်ကောင်းဆောင်တွေရဲ့လေးဝက်ထွက်ပေါက်များစွာကိုလည်းတိတ်တိစိတ်ထည့်သွင်းတည်ဆောက်ထားပါတယ်အထူးသဖြင့်ဗိုလ်ချုပ်ကြီးတွေရဲ့ခန်းနာထဲဝါလာတဲ့စံတော်အိမ်တွေအောက်မှာမြေအောက်ဘန်ကာငယ်တွေရှိနေပြီးအဲ့ဒီဘန်ကာတွေဟာအဓိကဥမင်လိုင်ကောင်းပွင့်ရဲ့ကြီးကိုဓာတ်ရိုက်ဆက်သွယ်ထားတာပါအကယ်၍မြို့တော်ဟာပြည်တွင်းပုံကံမှုဒါမှမဟုတ်ပြည်ပကျူးကျော်မှုတစ်ခုခုနဲ့ကြုံတွေ့ရမယ်ဆိုရင်ဒီကောင်းဆောင်တွေဟာမြေပြင်ပေါ်ကိုခြေချစရာမလိုပဲမြေအောက်လမ်းကြောင်းတွေကနေတဆင့်နေပြည်တော်လေဆိပ်ဒါမှမဟုတ်တောင်တန်းတွေအတွင်းကလျှက်ဝက်လေရင်ငွေငယ်တွေစီကိုအချိန်တိုအတွင်းရောက်ရှိသွားနိုင်အောင်စီစဉ်ထားပါတယ်ဒီဥမင်တွေအတွင်းမှာစစ်တပ်ရဲ့အစစ်မြက်အရာရှိတွေပဲဝင်ထွက်သွားလာခွင့်ရှိပြီးတိဆောက်ရေးကာလအတွင်းပါဝင်ခဲ့တဲ့အောက်ခြေလုပ်သားတွေနဲ့အင်ဂျင်နီယာအချို့မှမူထိုလျှက်ဝက်ချက်တွေကိုပြင်ပသို့ပေါက်ကြားမှာဆိုလို့တင်းကျပ်စွာထိန်းချုပ်ခံခဲ့ရတယ်လို့အချို့ကတော့ထာဝရပျောက်ကသွားခဲ့ရတယ်ဆိုတဲ့ကောလာဟာလတွေဟာလည်းအမောင်တို့ထဲမှာပဲ့တင်ထက်နေပါတယ်နေပြည်တော်ရဲ့မြေအောက်ကဘာဟာအာနာရှင်ဟောင်းတွေဖြစ်တဲ့တန်းရွှေနဲ့မောင်အေးတို့ချမှတ်ခဲ့တဲ့အုံမြစ်တွေအပေါ်တိဆောက်ထားတာဖြစ်ပေမဲ့ယနေ့ခေတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်အတွက်တော့ဒီနေရာဟာနောက်ဆုံးခံကြောတစ်ခုဖြစ်လာနေပါတယ်2021ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်းနိုင်ငံတော်ဝန်တော်လှန်ရေးမိတော့တွေအရှိန်အဟုန်ပြင်းစွာတောက်လောင်လာချိန်မှာစစ်ကောင်စီရဲ့ထိပ်သီးအရာရှိတွေဟာနေပြည်တော်ရဲ့လုံခြုံစိတ်ချရမှုအပေါ်ပုံမမီခိုလာခဲ့ကြပါတယ်အမောင်တို့ထဲမှာလျှက်ဝက်စာတရှိနေတဲ့ဒီဥမင်ကုန်းရဲ့ကြီးရဲ့ညီကုန်းဟာဘလို့ဖြစ်လာမလဲတမိုင်းတစ်လျှောက်မှာအာဏာရှင်တွေဟာသူတို့ရဲ့အာဏာကိုတည်မြဲစေဖို့ခိုင်ခန့်လာတဲ့မြေအောက်ဘန်ကာတွေတိဆောက်လေးရှိပေမဲ့ပြည်သူ့စန္ဒနဲ့တော်လိုင်းအရှိန်အဟုန်ကိုတော့ဘယ်ကွန်ကရစ်နိုင်ငံကမှထာဝရတားဆီးနိုင်ခဲ့တာမရှိပါဘူးမြောက်ကိုရီးယားနည်းပညာနဲ့တိဆောက်ထားတဲ့ဒီလျှက်ဝက်လမ်းကြောင်းတွေဟာဒီနေ့မှာတော့စစ်အာဏာရှင်စနစ်နဲ့နောက်ဆုံးနှီးကုန်းချုပ်ရာတင်ချိုင်းငူတွေဖြစ်လာနိုင်တယ်လို့အများစုကယူဆနေကြပါတယ်နေပြည်တော်ရဲ့ကောင်းကင်ရထက်မှာတိမ်တိုက်တွေဖုံးလွှမ်းနေပြီးလမ်းမတွေပေါ်မှာစစ်ကားတွေတိတ်ဆိတ်စွာသွားလာနေကြပေမဲ့ထိုလမ်းမတွေရဲ့အောက်ဘက်မီတာရာပေါင်းများစွာမှာတော့အာဏာကိုလက်လွတ်မခံလို့သူလူတစုရဲ့နောက်ဆုံးအားထုတ်မှုတွေကအသက်ရှူတမ်းပြင်းပြင်းနဲ့လှုပ်ရှားနေစေပဲဖြစ်ပါတယ်ဒါဟာရွှေရောင်ဝင်းပနေတဲ့မြို့တော်ရဲ့အကျိတ်မဲတွေအောက်မှာဖုံးကွယ်ထားတဲ့မြေအောက်လျှက်ဝက်ချက်တွေဖြစ်ပြီးမြန်မာနိုင်ငံရဲ့အနာဂတ်နဲ့အတူအမောင်လူထဲမှာဆက်လက်လွတ်မျောနေပါတော့တယ်ယခုလိုဗီဒီယိုတင်ဆက်မှုကိုကြိုက်နေတဲ့ဆိုရင် subscribe လုပ်ပေးဖို့မမေ့ပါနဲ့အောင်အားလုံးပဲကျေးဇူးတင်ပါတယ်